ရောက်လာတဲ့ကျွန်တော်ညီလေးညီမလေးတွေအားလုံးကျေးဇူးတင်ဒီပွဲလေးကိုပြောဖို့အဓိကပံ့ပိုးတဲ့စပိုင်အားဖြင့်အဓိကပံ့ပိုးတဲ့သူ့ကိုယ်ကိုယ်နာဆုံးမှာဥပဒေကျွန်တော်ကိုကြီးကိုတိစားကျေးဇူးတင်ပါတယ်အမဒီဖော်ဖွဲ့ထားတဲ့လူကဥပဒေဥပဒေပေါ်နေသားဆိုလေးကျေးဇူးတင်ပါတယ်အထူးသဖြင့်ကျွန်တော်ရဲ့ family entertainment ကကိုကြီးကျော်တဲ့မိသားစုကိုကျေးဇူးတင်ပါတယ် Thank you ပမဝေးဒီအန်ဒရူက staff တွေနဲ့တူကျွန်တော်တကယ်ချင်းကိုချမ်းမြောက်လည်းကျေးဇူးတင်ပါတယ်ရုပ်သံတွေပြီးတော့စောင့်ကြည့်နေကြတဲ့ Icos ချစ်သူများအားလုံးလည်းမင်္ဂလာပါလို့ဆက်ပါတယ်ဒီနေ့ကျွန်တော်တို့ထုတ်ပြန်မှုမှာမတင်တော်ရများရိုင်းပြတဲ့လူများရှိခဲ့ရင်နုပညာတစ်ခုရဲ့တရေဟန်ထားကြောင့်လို့ထုတ်ပြန်မှုလို့ပဲသဘောထားပြီးတော့အပြည့်မမြင်ဖို့ဆက်လက်ပြီးချစ်တင်ရေးဆွဲရှိပါသေးလို့တောင်းပါတယ်ကောင်းတာရှိကြပြီးတော့တောင်းပါပါတယ်ဒီအမြင်လမ်းမှာကျွန်တော်ဖွဲ့တာစံပြီးရဲ့စိတ်ပူရဲဆိုတဲ့စနေလိုက်ကိုရစီပါစေ